ပျောက်ပြက်အောင်အစင်းဆက်ထိမ့်သိမ်းဆောက်ရှောက်ပါလို့အရှင်ဝေစုလံကိုမှာကြားပြီးဆရာတော်ဘုရားကြီးကသူ့အလိုရှိတဲ့နေရာကိုဆက်လက်ကြွသွားခဲ့ပါတော့တယ်အဲဒီနောက်ပိုင်းနှစ်တည်းအလေးလေးပြောင်းတဲ့အထိအရှင်ဝေစုလံကစေချမ်းကြီးကိုထိမ့်သိမ်းလာခဲ့ရင်နောက်တော့ဆရာတော်အရှင်သူမာလာကိုလက်ဆင့်ကမ်းထိမ့်သိမ်းလာစေခဲ့တာပါအဲ့ဒါပဲတကားကြီးဒီစေးချမ်းကအရန်အရေးကြီးတဲ့ကွကပ်ဘေးကနောက်တစ်ချိန်ဖြစ်မလာပါဘူးလို့မပြောနိုင်ဘူးအဲ့လိုဖြစ်လာရင်အကုန်လုံးဒုက္ခရောက်ကုန်မှာဒီတော့ဒီစေးချမ်းကြီးကိုမရရအောင်ပြန်ယူမှရမယ်ဒါပေမဲ့သခိုးတွေကတာမန်သခိုးတွေတော့မဟုတ်ဘူးကွအဝိဇ္ဇာပညာတွေတက်ကျွမ်းမှုရတယ်သူတို့ဆရာကြီးလို့ပြောတဲ့လူကပိုလွယ်လိမ့်မယ်မထင်ဘူးအဲ့ဒီပုဂ္ဂိုလ်ကအောက်လန်းဆရာသာဖြစ်ရင်အဲ့ဒီစေးချမ်းအတိုင်းအကုန်လိုက်လို့ရင်တော့သူကိုဘယ်သူမှထိနိုင်မှာမဟုတ်တော့ဘူးကွဒါပေမဲ့အဲ့ဒီစေးချမ်းတွေကိုတက်အောင်သင်ယူလေ့ကျင့်ဖို့ဆိုတာကနှစ်နှစ်လောက်တော့အချိန်ပေးရတယ်ဒါကြောင့်နှစ်နှစ်အတွင်းအမြန်ရှာပြီးပြန်ယူရမယ်တကားကြီးလူတွေနဲ့တော့ဒုက္ခပါပဲကွယ်ဒါဆိုရင်သူ့ကိုတွေ့အောင်ရှာဖို့ကလွယ်ပါမလားဖေဟာပြီးတော့လိုက်ရှာတဲ့သူကလည်းတမန်ပုဂ္ဂိုလ်ဆိုမရတော့ဘူးနော်အေးအဲ့ဒါပြောတော့ဘောကွယ်ပိုဆိုးတာကအဲ့ဒီလူကသွားရှာဖို့အရေးချင်းရှိရင်တော့စေးချမ်းတွေ့သွားလို့လောဘရမက်တွေရှိတဲ့လူဆိုရင်မလွယ်ဘူးကွသူကပါစေးချမ်းအတိုင်းလိုက်ကျင့်ပြီးငါဆိုတဲ့မာနဝင်သွားရင်တော့ဒုက္ခအကြီးကြီးပဲအရှင်ဖေဒါဆိုဒီနေ့တစ်ဝိုင်းမှာတပည့်တော်ကြောက်တာရှိပါတယ်ဖေအရှင်ဖေတာဝန်ပေးမဲ့သူကရဟန်းတန်ခါဆိုပို့အစီအစဉ်မဲ့ထင်ပါတယ်ဖေဟေးအေးတခါကြီးပြောတဲ့အကြံကပိုနီးစက်မယ်ထင်တယ်ဘာများကြားထားလို့လဲပြောစမ်းပါဦးတခါကြီးရဲ့ဒီလိုပါဖေဟိုဘက်တူရောကျော်လောက်ကကြောက်မှာဦးဝိမလာလို့ပွဲနေတဲ့ဘုန်းကြီးတစ်ပါးရှိတယ်ဖေတတ်တော်35လောက်ပဲရှိအောင်မဲ့ထင်ပါတယ်25နှစ်လောက်မှဘုန်းကြီးဝတ်တယ်လို့ကြားပါတယ်ဖေအဲ့ဒီဦးစင်ကငငယ်ကလေးကအထက်လန်းပညာတွေလောကီပညာတွေကိုအရန်လိုက်စားပါတယ်ဖေရိုးရအတိုင်းတို့လောဝဲတို့တော်တော်များများကို